တနေ့ကိုရေတကာလန်တောက်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲပထမဆုံးနေ့မှာတော့မိနစ်20တခါလောက်တန့်စင်ကန်ကိုပြေးနေရပါလိမ့်မယ်တင့်ခန္ဓာကိုယ်ကရေတွေအလွန်ကျုံဝင်လာပြီးလို့ထင်မှတ်ပြီးဘိုက်ထဲမှာလည်းရေတွေပြည့်ပြီးလှုပ်ရှားရတာလေးလံနေတယ်လို့ခံစားရပါလိမ့်မယ်အတိအကျပြောရရင်လူသားရေပူပေါင်းကြီးတစ်ခုလိုဖြစ်နေမှာပါတပတ်ကြာမှာတော့တင့်ကြောက်ကတွေကဒီအခြေအနေကိုစတင်ကျင့်သားရလာပါပြီစွမ်းဆောင်ရည်မြင့်ဆက်ပစ္စည်းတွေလိုမျိုးအညစ်အကြေးတွေကိုစစ်ထုတ်ပေးပါလိမ့်မယ်အဲ့ဒီနောက်မှာတော့တင့်အသားရည်ကစတင်ကြည်လင်လာပြီးမျက်ကွင်းညိုတာတွေလည်းပျောက်ကွယ်လာပါလိမ့်မယ်နှစ်ပတ်ကြာမှာတော့တင့်ရဲ့အားအင်တွေကပိုပြီးတည်ငြိမ်လာပါတယ်နေကင်းဘက်တွေမှာပင်ပန်းနွမ်းနေတာမျိုးမရှိတော့ပဲဆဲတွေထဲမှာရေဓာတ်ပြေဝရရှိသွားတဲ့အတွက်အာဟာရဓာတ်တွေစီးဆင်းမှုကပိုကောင်းလာပါတယ်အုံနောက်ကြည်လင်မှုကတော့မနက်ခင်းနှင်းမြူတွေပွားကျသွားတယ်လို့မျိုးလန်းဆန်းသွားမှာပါတလအကြာမှာတော့တင့်ရဲ့အဆင့်မြင့်တွေကပိုပြီးချုံးမွေ့လာတာကိုခံစားရပါလိမ့်မယ်အယိုးလူတွေရဲ့80%ကရေဓာတ်နဲ့ဖွဲ့စည်းထားတာမို့အခုဆိုရင်အစစ်တွေကြားမှာခုခံအားကောင်းကောင်းရသွားပါပြီဒုစစ်ကအတန်ကြီးရာတွေလည်းပျောက်သွားပြီးအစာချေစနစ်ကလည်းနိုင်စက်ဝန်းတစ်ခုလိုတိကျမှန်ကန်လာပါလိမ့်မယ်နှစ်လအကြာမှာတော့တင့်အသားရည်ကတိတိတတ်တာတောက်ပလာပါပြီဘာလကုန်ပစ္စည်းတွေသုံးတလဲလို့တော့အမေးခံရပါလိမ့်မယ်ဇီဝကမ္မဖြစ်စဉ်ကလည်းပုံမကောင်းမွန်လာတဲ့အတွက်ဘာမှမလုပ်ပဲနေရင်တောင်ကယ်လိုရီတွေကိုထိထိရောက်ရောက်လောင်ကျွမ်းစေနိုင်ပါတယ်3လအကြာမှာတော့တင့်ကိုကြည့်လိုက်ရင်9နှစ်လောက်ပိုပြီးလူပြိုသွားတယ်လို့ထင်ရပါလိမ့်မယ်ခန္ဓာကိုယ်တွင်းအင်္ဂါတွေကအကောင်းဆုံးစွမ်းဆောင်ရည်နဲ့အလုပ်လုပ်နေကြပါပြီဒါဟာရေတောက်ရုံတင်မဟုတ်ပါဘူးတင့်ခန္ဓာကိုယ်တစ်ခုလုံးကိုအတွင်းပိုင်းကနေအသစ်ပြန်လဲပြုပြင်လိုက်တာပဲဖြစ်ပါတယ်ကဲတင်ကောတနေ့ကိုရေဘယ်လောက်တောက်တယ်လဲ